ယခုတစ်ပတ်မှာရှင်မြိုင်နဲ့ပွဲစဉ်တွေပြီးဆုံးခဲ့မယ်ဆိုရင်တော့2024-2025ဘောလုံးရသည့်တစ်ခုကုံဆုံးတော့မှာပဲဖြစ်ပါတယ်အစင်းခတ်အတက်ခတ်ဖြစ်နေတဲ့မြန်မာ National League 2024မြန်မာ National League ဘောလုံးရသည့်ပြီးဆုံးသွားတဲ့နောက်မှာနောက်ရာသီအတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။ရာသီသစ်အတွက်ပြိုင်ပွဲပြန်စဖို့ပြင်ဆင်ရမှာအသင်းတွေရဲ့အနေထားကပြိုင်ပွဲကျင်းပရေးကော်မတီအတွက်ခေါင်းခဲစရာပြဿနာတက်နေတယ်လို့သတင်းတွေရသိရပါတယ်။လက်ရှိမြန်မာ National League ပြိုင်ပွဲကျင်းပရေးပုံစံအရလီတစ်မှာ12သင်းလီတစ်မှာ8သင်းရှိပါတယ်။တန်တက်ဒဇင်စနစ်အရလီတစ်ကအောက်ဆုံး2သင်းတန်းဆင်းရမှာဖြစ်ပြီးလီနှစ်ကချန်ပီယံနဲ့ဒုတိယရ2သင်းတန်းတက်ရမှာပါ။ဒါပေမဲ့ပြဿနာကလာမယ့်နှစ်အတွက်လီနှစ်ကအသင်းတွေတန်းမတက်နိုင်တာပါ။ National League ကော်မတီအစည်းအဝေးမှာအသင်းတွေကလီတစ်ကိုတန်းတက်ကစားဖို့အတွက်အကြောင်းအမျိုးမျိုးပြငင်းဆန်နေတယ်လို့သတင်းတွေကြားရပါတယ်။မနစ်ကလီနှစ်ချန်ပီယံချင်းလန်းနဲ့ဒုတိယရခဲ့တဲ့တက္ကသိုလ်အသင်းတို့တန်းမတက်ဘူးလို့သိရပြီးအစားထိုးအသင်းဖြစ်တတိယနေရာကရာမညယူနိုက်တက်အသင်းတန်းတက်ကစားမယ်လို့လည်းအတိမပြုနိုင်သေးတဲ့သတင်းတွေရသိရပါတယ်။ဒီအခြေအနေတိုင်းဆိုမြန်မာ National League ကိုတန်းတက်မဲ့အသင်းကတသင်းနဲ့ရှိတာမို့လီတစ်ကနေတန်းဆင်းရမဲ့အသင်းကလည်းမပေးစရာအောက်ဆုံးကမြရီ FC အသင်းတသင်းနဲ့ပဲဖြစ်နိုင်ပါတယ်။ဒီသတင်းကိုအတည်ပြုပေးတာကမပေးစရာအဆင့်17နေရာကရခိုင်ယူနိုက်တက်အသင်းဖြစ်ပြီးရာသီသစ်အတွက်ဘရာဇီးလူမျိုးနီးပြသစ်တူခန့်အပ်ခဲ့သလိုကင်မရွန်ကြန့်ခိုင်ရေးနီးပြနဲ့ဆာဗီယာဂိုနီးပြတို့ကိုခေါ်ယူမယ်လို့လည်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါကရခိုင်အသင်းတန်းမဆင်းရဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်လို့မြန်မာဘောလုံးပရိသတ်တွေကတော့ခန့်မှန်းနေကြပါတယ်။ကြားနေရတဲ့သတင်းတွေအရတော့ဒီအခြေအနေကမြန်မာဘောလုံးအတွက်အခြေအနေကောင်းမဟုတ်ပဲလိအစ်စ်တန်းနှိမ့်ကျနေတဲ့ MNN မှာဘာတွေဆက်ဖြစ်လာအောင်မလဲဆိုတာကိုစောင့်ကြည့်ရအောင်ပါ။